Wali Slovenia Oblan နဲ့ Shasko နဲ့ ဟုတ်လား Slovenia ပါ Okay နောက်တစ်ခု ဘာတိုက်စစ်မှု အင်္ဂလန် Red Bull ယူပြကြတာလားမသိ ဟုတ်ဘူးအေးဟုတ်တယ်အင်္ဂလန် Red Bull က first line နဲ့မှာမဟုတ်တယ် Big Four ပဲရှိတာဟုတ်တယ် Pickford နဲ့ Rashford ပြ စားပါလား ဘရာဇီးပေါ့ ဟုတ်ရှောက်ပတ်ချိုးနဲ့ပြသူဆိုလည်းဒါ first line နဲ့မှာမဟုတ်တယ် ဟုတ်တယ် အရှမ်းမဲကိုခြေစမ်းပွဲကလူစင်းနေလာပြလာ အဲ့တော့မပြောပါနဲ့ချက်စီကလာမှာ ဟာလေမော်ရိုကိုလေဟုတ်ဘူး နော်ဝေး ဟုတ်သားပါလေဘုံတို့ကမရှိတော့ဘူးနော်စပီးကဂျော်ဂျီယာ ကာဗလက်စကီယာ မမတာရှိဗီလီပေါ်တူကူတော့ပါလေဆိုတော့ ပေါ်တူဂီပေါ့ မတူကြီး ဒါနယ်သာလန် ဟုတ်တယ်နေတာလား ကက်ပိုနဲ့ဖာဘရကန်နဲ့ ဘရိုင်ယန်ကူသမိုင်း ဒါပေါ့ဗျာ ရိုမတိုက်စစ်ပါ ပါလေအိုင်ယာလန်ဖာဂူဆန်နဲ့ဟိုနဲ့ကလဟာနဲ့ ဟော အိုင်ယာလန် တီးရနော်မင်း ဆရာကြီးပဲဟိုစီနီကောချက်ဆန်နဲ့ ဟုတ်တယ် မန်ဒီနဲ့ စီနီကောဟုတ်တယ် နီကိုလတ်ဂျက်ဆန် ဂျာမနီပေါ့ ဝါတာမာရီနဲ့တည်ရနော် ယူကာတဲ့တိုက်စစ်မှုဆိုလောတဲ့အဲ့တယောက်ပဲပြေးမြင်တာပဲ โอเคနောက်တစ်ခုဆာဘီယာ ဖလာဟိုဗင်းနဲ့ပတ်ချိုဗင်းနဲ့ပြင်တဲ့ ပြင်သစ်ဟုတ်တယ် အဖက်ပီနဲ့မက်ကန်နဲ့ မိုင်းညော ဟာဆွီဒင်စီဆက်နဲ့ယူကရက်စ်နဲ့ မေမိုကိုသမား ဟာ မရှိ ဟို ဘူး အီတလီဒိုနာရူမာ ဟေးဟုတ်တယ် အီတလီပါ အီတလီ